ဒီဗီဒီယိုကမင်းရဲ့ new feed မှာပေါ်လာခဲ့ရင်နောက်တစ်ခုဒီဗီဒီယိုကနေပြီးတော့မင်းရဲ့အတွက်သိစေချင်တဲ့ message တစ်ခုကိုပေးချင်နေရလို့ခံစားရတယ်ဆိုရင်ဒီဗီဒီယိုကိုအဆုံးထိကြည့်သွားပြီအဲ့တော့ဒီမှာကဘာတွေရှိရင်ဘာတွေဝင်ကြည့်စွာမပြောတော့ဘူးအဓိကကိုယ့်ရဲ့စိတ်ကိုပဲအသုံးချပြီးတော့ဒီဗီဒီယိုမှာကိုယ့်အတွက်ပြောချင်တဲ့စကားတွေပါလားဆိုတာကိုတစ်ချက်ဝင်နားထောင်သွားနော်အဲ့တော့ဒါကဘာကနေပြောချင်တဲ့စကားလဲဆိုရင်တဘာဝတရားဖြစ်တဲ့ Mother Earth စီကနေပြီးတော့မင်းကိုပြောချင်တဲ့စကားပေါ့နော်ကဲအဲ့တော့ဒီမှာထွက်လာတဲ့ကတ်တွေကတော့ Ace of Earth ရယ် Force of Earth ရယ်နောက်က Nine of Water အဲ့တော့ဒီကတ်တွေမှာထွက်လာရဲ့ message ရပါလဲဆိုရင်မင်းစီမှာဒီကိုစီမှာပေါ့နော်အဓိကတော့ပိုင်ဆိုင်မှုဆိုတဲ့နေရာမှာအများကြီးရှိရဥစ္စာပစ္စည်းတနာဖြစ်ရင်ဖြစ်မယ်အသိပညာတွေဖြစ်ရင်ဖြစ်မယ်လူတွေဖြစ်ရင်ဖြစ်မယ်တိရစ္ဆာန်တွေဖြစ်ရင်ဖြစ်မယ်အဲ့တော့ဒီပိုင်ဆိုင်မှုဆရာကကိုယ့်အတွက်ပေါ့အမြဲတည်ရှိမယ်ကိုနဲ့ဒီကိုရဲ့ဘဝရှင်းသမှုတစ်ချောင်းလုံးမှာအမြဲတမ်းကိုနဲ့တူပါလာမယ်တချို့ကကျတော့ memory အခိုက်အတန့်တစ်ခုလေးဖြစ်ရင်ဖြစ်မယ်ပေါ့နော်ကိုယ့်အတွက်ဒီ proud ဖြစ်ရတဲ့အရာပဲဖြစ်ဖြစ်ကိုယ့်အတွက်ဒီအခိုက်အတန့်လေးကဘလို့မှမေ့စီရမေ့လို့မရတဲ့အခိုက်အတန့်ပဲဖြစ်ဖြစ်ပေါ့နော်ဒါမျိုးတွေကိုယ့်စီကိုဝင်ရောက်လာလိမ့်မယ်အဓိကကတော့ကိုယ့်အတွက်ဒီကောင်းကြီးတွေပေါ့နော်ဒါတွေဝင်ရောက်လာလိမ့်မယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင်ဒီမှာကဒီ stable လို့ပြောလို့ရတဲ့ခိုင်မြဲခြင်းဆိုတဲ့အရာတွေပေါ့နော်ကိုယ့်ဘဝမှာအခြေကျတာမျိုးတွေ foundation တစ်ခုကိုချဖြစ်တာမျိုးတွေနောက်တစ်ခုကိုကအခုမှအလုံးမရသေးဘူးအလုံးတစ်ခုလိုချင်တယ်ကိုအတွက်ဒီ perfect partner မရသေးဘူး partner အစ်တယောက် partner တယောက်ကိုလိုချင်တယ်ကိုအတွက်ပြီးလုံးဝတင့်ရော်တဲ့ partner တယောက်ကိုလိုချင်တယ်ဆိုလို့ရှိရင်အဲ့လိုလူတွေဒီလိုလူတွေမှာကိုဖြစ်ချင်တဲ့အရာအတွက်ရရှိမဲ့ foundation တစ်ခုခုပေါ့နော်တေချာရေးရတဲ့အရာတစ်ခုရရှိလိမ့်မယ်အဲ့ဒီဟာကိုရရှိရတဲ့တပြိုင်နက်နောက်တစ်ခုလုပ်ဖို့လိုအပ်တာကဘာလဲဆိုရင် production တေချာလိုအပ်တယ်နောက်ထပ်ဒီမှာကြားရတာကဘာလဲဆိုရင် crowning တေချာလိုအပ်တယ် crowning ဆိုတဲ့နေရာမှာကဘာလဲဆိုရင်တစ်ဖက်ကသိရမလားကိုယ့်ဘဝဝင်ခြင်းရလူရတောင်းသွားလို့ကိုယ့်ရဲ့အတွေ့ကတောင်းရောက်တာဒါမျိုးမဟုတ်ဘဲနဲ့ကိုယ့်အတိုင်းပဲကိုကဘယ်လိုလူမျိုးလဲကိုကဘယ်လိုလူစားလဲကိုယ့်အတိုင်းပဲတည်ရှိတာမျိုးနောက်တစ်ခုကကျကိုပိုင်ဆိုင်ထားတဲ့အရာတစ်ခုကိုတေချာ product လုပ်နိုင်တဲ့ကာကွယ်ဆောက်ရှောက်နိုင်တဲ့စိတ်ပေါ့နော်တည်မြဲတဲ့စိတ်တည်တတ်တဲ့စိတ်ဒီဟာတွေကိုကိုယ်အနေနဲ့ကလည်းပိုင်ဆိုင်ထားဖို့လိုအပ်တယ်ရှိထားဖို့လိုအပ်တယ်ဆိုတော့ဒီမှာပြောထားတယ်နောက်ထပ်ဒီမှာတွေ့ရတာကဘာလဲဆိုရင် Nine of Water ဒီဟာကကျတော့အဓိကပေးချင်တဲ့ message ခံစားမိတာကကျတော့ကိုယ့်ရဲ့စိတ်ကိုယ့်ရဲ့ခံစားချက်တွေဒါတွေကိုကိုယ်အနေနဲ့ကလွှတ်ချဖို့လိုတယ်ဒါတွေကိုလွှတ်ချမှဒါကိုယ့်အတွက်ကပျော်ရွှင်မှုဆိုတဲ့အရာတွေပေါ့စီမျိုးချင်းဆိုတဲ့အရာကရလာမှာအဲ့တော့ဒီကိုယ့်အတွက်ကောင်းခြင်းဆိုခြင်းဒါတွေအကုန်လုံးကိုလွှတ်ချခိုင်းတာမဟုတ်ဘူးကိုယ့်အတွက်နောင်တတရားတွေပဲဖြစ်ဖြစ်တချို့တွေနဲ့နောင်တတရားတွေဖြစ်လိမ့်မယ်တချို့တွေအတွက်ကကြတော့ဒီတခြားသောလူတွေကပေးခဲ့တဲ့ toxic relationship တွေကရရှိခဲ့တဲ့ဒီ trauma ဖြစ်ပါစေပေါ့ဒါတွေရလိမ့်မယ်ပေါ့အဲ့တော့ဒီဟာတွေကိုကိုယ့်အနေနဲ့ကကိုယ့်စီကနေလွှတ်ချခွင့်ပေးမှလွတ်မြောက်ခွင့်ပေးမှဒါကိုကနေရတာပေါ့ပါပြီးတော့လွတ်လပ်လာမယ်မိမိတို့တည်တဲ့ VD ကြည့်ချင်တဲ့သူတွေချက်ပေါက်မှာလာပြီးတော့ကြည့်လို့ရပါတယ်ကျေးဇူးတင်